အားလုံးပဲမင်္ဂလာပါရှင်ကျဆန်ကြီးလူထားတာဖြစ်ပါတယ်ဒီမိုင်းအမျိုးသားလေးလဲဝိုင်းလုပ်တယ်ပေါ့နော်ကျဆန်ကြီးကိုဒီလိုဖားလေးနဲ့ဖားတိတ်ရပါတော့အပြင်ဇွန်းလေးကိုလည်းလက်ဆောင်ထည့်ပေးလိုက်ပါတယ်ရှင်အနည်းကတော့မချက်နိုင်လို့အနည်းရဲ့အတော်စမှာဟော်ရမှာလိုက်တယ်ပေါ့နော်အဲ့ဒါပြီးတော့ဘေးကအတော်မားတွေပေါ့နော်အကုန်ဝိုင်းလုပ်ပါတယ်ရှင်အနည်းကတော့ဗီဒီယိုရိုက်တယ်အဲ့ဒါဈေးတဲ့တွေပေါ့နော်မနက်အစာပြီးအတွက်ကိုအလင်းမြောင်လို့ကတော့ဝိုင်းလုပ်ပေးပါတယ်တရက်ကိုတပူကြစီပေါ့နော်အဲ့လိုမျိုးလေးလူပြပါတယ်ရှင်ဒီတမကလည်းမများကြီးလူကျင်သေးပါတယ်ဒါကတော့ကျမတို့ရဲ့ဦးလေးကဟေ့ဝိုင်းထည့်ပါတယ်ကျမအမျိုးသားလေးကတော့မုတ်ဖက်လေးထည့်ပါတယ်ကျမကတော့ဗီဒီယိုရိုက်ပါတယ်ရှင်ကျမရဲ့အတော်စဖိုးမူကတော့ဟေ့ထည့်ဖတ်တော့လုပ်ပေးပါတယ်ပေါ့နော်အရန်ကိုလည်းပြောပါတယ်တကယ်လို့များရီမျိုးကချစ်တူအော်ဒါတက်ခြင်းအနည်းရဲ့အတော်စီမှာလာရောက်ပြီးတော့ order တင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်